ညကြချစ်သူနဲ့ချင်းတွေ့တယ်ရှင်ဘဏဝါဝဲမဲ့စိတ်ကူတော့အမေကတော့3ဝါပြောတယ်အာကျမတဝါပဲအာမခံနိုင်မယ်နော်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိတရဏဂုံ3ပါးပြီးသတာကျွတ်နိုင်မှရှင်ပြုကြတယ်သိခိယ95ပါးလိန်10ပါးဓာန်10ပါးသင်္ကန်းတောင်းသင်္ကန်းရှောင်မြတ်ဥပ္ပစေဆရာတော်ဘုရားရှိမှကြာနန္ဒသူကိုယ်တိုင်တောင်းနိုင်မှရှင်ပြုကြတယ်အဲ့ဒါနဲ့ဘာဆိုင်လဲဆရာရဲ့တဲ့ပြောပြမယ်မြန်မာလူငယ်တွေကရှေ့ကထွားကြိုင်းရတယ်ကြီးရောင်ကြီးဝေးကြီးနဲ့ဒီကလည်းထိုးခွင်းဒူးကြတယ်မေကခေါ်ပြောတယ်တာရဲ့ဒီနေ့စပားပေါ်ရဲ့အမေသားကိုရှင်ပြုမယ်နော်ငါသားလေးကိုရှင်ပြုမယ်ဟုတ်ကဲ့မေအေးဥပ္ပစိမ့်စိမ့်သင်္ကန်းဝါဝါနဲ့သားကိုရင်ရဲ့တပိတ်တော်ရဲ့ဆွန်းလောင်းရတဲ့အရာသာအမေတို့မူးစုပဲစုနဲ့စုလာတာ3ဝါဝက်ပါနော်သားတပိတ်တော်တဲ့အမေဆွန်းလောင်းခြင်းနဲ့ဟဲ့အဖေဆွန်းလောင်းခြင်းနဲ့မြတ်စွာဘုရားတို့တဝါတရားတော်အတွက်တဝါသံဃာတော်အရှင်သူမြတ်များအတွက်တဝါ3ဝါတော့ဝက်ပါသားရဲ့ဝက်မယ်အမေပေါ့လိမ်မာတဲ့သားညကြချစ်သူနဲ့ချင်းတွေ့တယ်ရှင်ဘဏဝါဝဲမဲ့စိတ်ကူတော့အမေကတော့3ဝါပြောတယ်အာကျမတဝါပဲအာမခံနိုင်မယ်နော်ရှင်းဘယ်သူက3နဲ့စောင့်နေမှာတော့